အမိုက်ပုံးတွေကတံမိုးကြီးတောက်ဖက်တစ်ဖက်ကိုတန်ရှင်းရေးဝန်ထမ်းတယောက်တွေ့ရှိခဲ့ပါတယ်။သူဟာအဲ့ဒီဖက်နှက်ကိုကောက်ယူဖို့လုပ်ချိန်မှာပဲအမိုက်ပုံးတွေကအလောင်းကိုတွေ့ပြီးထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။ဒီဖြစ်ရပ်ကြောင့်လူတိုင်းကြောက်လန့်ကုန်ကြပြီးရဲစခန်းကိုချက်ချင်းအကြောင်းကြားခဲ့ကြပါတယ်။တေဆုံးသူဟာလူမဲတယောက်ဖြစ်နေတာကြောင့်ရဲတပ်ဖွဲ့ကဒီအမှုကိုအထူးဦးစားပေးကင်တွယ်ခဲ့ပါတယ်။ဒါပေမဲ့ရဲတွေရဲ့အစောပိုင်းစစ်ဆေးချက်အရတေဆုံးသူခန္ဓာကိုယ်မှာဒဏ်ရာဒဏ်ချက်တစ်ခုမှမတွေ့ရတာကြောင့်ရင်ခွဲစစ်ဆေးဖို့အတွက်ပဲအလောင်းကိုတည်ဆောင်သွားခဲ့ရပါတယ်။စစ်ဆေးချက်ရလဒ်ထွက်လာချိန်မှာတော့အားလုံးအံ့အားသင့်သွားခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့တေဆုံးသူဟာနိုင်ငံသားမဟုတ်ပဲအသားအရောင်ကိုမဲသွားစေတဲ့အစိတ်တစ်မျိုးထိုးသွင်းခံထားရတဲ့အိန္ဒိယမိန်းကလေးတစ်ယောက်ဖြစ်နေလို့ပါပဲ။ဒီအမှုပေါ်ပေါက်လာတာနဲ့အမျှမြို့ခံတွေကြားထဲမှာချက်ချင်းထိတ်လန့်တုန်လှုပ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ဒီအမှုဟာကျဲရဲ့အာယုံဆိုင်မှုကိုခံလိုက်ရပြီးသူချက်ချင်းပဲထိုင်နေရာကနေထွက်လိုက်ပါတယ်။ဒီလိုအမှုမျိုးဖြစ်ပွားခဲ့တာဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလည်းတက္ကသိုလ်တစ်ခုမှာအလားတူအမှုမျိုးဖြစ်ပွားခဲ့ပြီးအဲ့ဒီတုန်းကချက်ကိုယ်တိုင်စုံထောက်ဖြစ်စစ်ဆေးခဲ့တာပါ။တရားခံကိုဖမ်းဆီးဖို့လုပ်တုန်းကသူဟာချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရပြီးအဲ့ဒီရုပ်ဝက်အစိတ်ထိုးသွင်းခံခဲ့ရတာကြောင့်ကျဲရဲ့အသားအရောင်ဟာချက်ချင်းဆိုသလိုမဲသွားခဲ့ပါတယ်။ကံကောင်းထောက်မှစွာနဲ့အခြားရဲရရှိတွေအချိန်မီရောက်လာလို့သာကျက်တတီနဲ့အသက်ဘေးကလွတ်မြောက်ခဲ့တာပါ။အဲ့ဒီအချိန်ကစပြီးလူသက်သမားဟာလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။အခုလူသက်သမားပြန်ပေါ်လာပြီဆိုတာသိလိုက်တာနဲ့ကျက်ဟာအခင်းဖြစ်နေရကိုချက်ချင်းသွားခဲ့ပါတယ်။လမ်းစုံတိုင်းမှာကင်မရာတွေရှိနေပေမဲ့အမိုက်ပုံးရှိတဲ့နေရာမှာတော့ကင်မရာမရှိတာကိုလူသတိပြုမိသွားပါတယ်။လူသက်သမားဟာဒီတေဆုံးသူရဲ့ရည်စားဖြစ်သူပြောပြချက်အရအသက်ခံရတဲ့နေ့ဟာအဲ့ဒီမိန်းကလေးရဲ့မွေးနေ့ဖြစ်ပြီးသူကရွှေဆွဲကျူးတကုံးကိုလက်ဆောင်ဖြစ်အထူးတလဲပေးခဲ့တာပါ။ထူးဆန်းတာကအန်နာအသက်ခံရပြီးနောက်မှာသူမရဲ့တခြားပစ္စည်းတွေရှိနေပေမဲ့အဲ့ဒီရွှေဆွဲကျူးတကုံးတဲတာပျောက်ဆုံးနေတာဖြစ်ပါတယ်။ဒါကြောင့်ရဲတပ်ဖွဲ့ကတေဆုံးသူအိမ်ကြီးကစောင့်ကြည့်ကင်မရာတွေကိုချက်ချင်းစစ်ဆေးခဲ့ပါတယ်။အဲ့ဒီမိန်းကလေးအိမ်ပြန်လာချိန်မှာကားတစ်စီးကနောက်ကလိုက်လာတာကိုသူတို့တွေ့လိုက်ရပါတယ်။မကြခင်မှာပဲအနက်ရောင်ဝစ်ဆင်ထားတဲ့တန်တရားဖြစ်ဖွယ်လူတစ်ယောက်ကိုကင်မရာထဲမှာထပ်တွေ့ရပါတယ်။အဲ့ဒီလူထွက်ပြေးသွားတဲ့လမ်းကြောင်းအတိုင်းချက်ကပတ်ဝန်းကျင်ကိုချက်ချင်းလိုက်လံစုံစမ်းခဲ့ပါတယ်။သူဟာလမ်းစုံတစ်ခုမှာကင်မရာထဲကကားကိုတွေ့လိုက်ရပြီးအဲ့ဒီကားမှန်ပေါ်မှာနှလုံးသားပုံစံရေးဆွဲထားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီပုံစံဟာတေဆုံးသူရဲ့ပျောက်ဆုံးသွားတဲ့ဆွဲကြိုးနဲ့ထပ်တူကျနေတာကိုချက်တတိပြုမိသွားပြီးရဲတပ်ဖွဲ့ကအဲ့ဒီကားကိုချက်ချင်းစစ်ဆေးခဲ့ပါတယ်။ကားထဲမှာလက်ပွေရတစ်ခုကိုအမှန်တကယ်ပဲရှာတွေ့ခဲ့ပါတယ်။အဲ့ဒီလက်ပွေဟာတေဆုံးသူအိမ်နီးမှာနေထိုင်တဲ့အသက်23နှစ်အရွယ်အမျိုးသားတစ်ယောက်ရဲ့လက်ပွေဖြစ်နေပါတယ်။ဒါကြောင့်ချက်ဟာအဲ့ဒီလူကိုချက်ချင်းတွားရောက်ဖမ်းဆီးခဲ့ပေမဲ့ချက်ချင်းစစ်ဆေးမြင်မြန်ခြင်းတော့မပြုလုပ်ခဲ့ပါဘူး။